အပိုင်းတရဲ့စမှာတော့လူသားတွေကတိုက်တန်တွေရဲ့ရန်ကားနေပြီးတော့ကောက်ွယ်ဖို့အတွက်တိဆောက်ထားတဲ့တိုင်းကြီးကိုလူသားစားတိုက်တန်တွေကချိုးဖောက်ပြီးတော့ဝင်ရောက်လာတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အဲဒီနေ့ကစပြီးတော့လူသားတွေအနေနဲ့တိမ်ငယ်မှုတွေနဲ့ကြောက်ရွံ့မှုတွေကိုအမြင်မပြတ်ခံစားနေရတော့မယ်ဆိုပြီးတော့ပြောထားတာတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့တိုက်ခိုက်ရေးအဖွဲ့တစ်ခုကတောတွင်းတနေရာမှာမြင်းကိုဒုံဆိုင်စီးနေကြပြီးတော့တိုက်တန်တကောင်ကိုတိုက်ခိုက်ဖို့အတွက်ကိုမှဦးတည်သွားနေခဲ့ကြပါတယ်။ခေါင်းဆောင်ဖြစ်တဲ့သူကတော့ငါတို့ရဲ့ရည်ရွယ်ချက်ကတိုက်တန်တွေကိုတက်ကလူသားတွေအတွက်အေးကြကြနေထိုင်နိုင်မဲ့နေရာတစ်ခုကိုတည်ဆောက်ဖို့ဖြစ်ကြောင်းအဲ့ဒီလူတွေကိုသတိပေးနေခဲ့ပါတယ်။နောက်တော့ 3D လို့နာမည်ပေးထားတဲ့ဗတ်ပေါင်းစုံကနေပြီးတော့တပြိုင်နက်တည်းတိုက်ခိုက်နိုင်တဲ့ဆက်တွေနဲ့တိုက်တန်တကောင်ရဲ့အနာကိုရောက်အောင်သွားခဲ့ပြီးတော့ဓာတ်နဲ့ထိုးချလိုက်ပါတော့တယ်။အဲရန်ဆိုတဲ့ကောင်လေးတယောက်ကလည်းတစ်ပင်အောက်မှာအိပ်ပျော်နေခဲ့ပြီးတော့အိမ်မက်ဆိုးကမက်ကလက်နိုးလာခဲ့ပါတယ်။နောက်တော့သူ့ရဲ့တငယ်ချင်းဖြစ်သူမီဂါဆာကလည်းပြန်ကြဖို့ဆိုပြီးတော့ပြောလိုက်ပါတယ်။မီဂါဆာကတော့အန်ရက်ကိုအိမ်မောချနေကြောင်းပြောကအဲ့လိုမှကောင်းရဲ့လားဆိုပြီးတော့မေးလိုက်ပါတယ်။အရန်ကတော့သူကအိမ်မက်ဆိုးတစ်ခုကိုမက်နေတာဖြစ်ကြောင်းပြောလိုက်ပြီးတော့မီဂါဆာကတော့အရန်တယောက်ငိုနေတာကိုတွေးလိုက်ရပြီးတော့မြို့ထဲမှာတော့လူတယောက်ကဒီတိုင်းတွေဟာဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်တီးဆောက်နိုင်ခဲ့တာဖြစ်ပြီးတော့ဖျားသခင်ကိုယုံမှတန်တရားမဖြစ်ကြဘူးဆိုပြီးတော့ဆော့အောနေခဲ့ကြပါ යි ။အပြန်လမ်းမှာတော့အရန်ကမီဂါဆာတို့နှစ်ယောက်သာစကားပြောနေခဲ့ကြပြီးတော့အရန်ကသူငိုနေတာတွေကိုဘသူ့ကိုမှမပြောပြဖို့အတွက်ကိုမှမှားနေခဲ့ပါ යි ။မီဂါဆာကတော့ဒီလိုမျိုးအကြောင်းပြချက်မရှိဘဲနဲ့ခဏငိုနေတာကြောင့်အရန်ကိုအဖေဖြစ်သူဆရာဝန်နဲ့ပြကြည့်ဖို့ပြောလိုက်ပါ යි ။လမ်းမှာတော့ဦးလေးဖြစ်သူဟာနက်စ်ကမီဂါဆာစိတ်ဆိုးသွားတဲ့ကြောင့်ငိုနေတာလားဆိုပြီးတော့အရန်ကိုစားလိုက်ပါ යි ။အရန်ကတော့မီဂါဆာစိတ်ဆိုးတာနဲ့ဘာကြောင့်ငိုနေရမှလဲဆိုပြီးတော့ပြန်ပြောလိုက်ပြီးတော့ဦးလေးဖြစ်သူစီကနေပြီးတော့အရန်နဲ့တွေမှုန့်ထူနေတဲ့အတွက်အရက်တွေထပ်တောက်နေပြန်ပြီလားဆိုပြီးတော့မေးလိုက်ပါ යි ။ဟာနက်စ်ကတော့တတိုင်းကြီးစီမှာတနေကိုကင်းဆောင်နေရတဲ့အတွက်ရင်ငတ်နေတာကြောင့်တခါတလေတောက်မိတာပါဆိုပြီးတော့စင်ကြေပေးနေခဲ့ပါ යි ။ဒါပေမဲ့မကျင်တဲ့အရန်ကတော့အရေးကြုံလို့တိုက်ခိုက်ရမယ်ဆိုရင်ဘယ်လိုမျိုးလုပ်မလဲဆိုပြီးတော့မေးလိုက်ပါ යි ။ဦးလေးဖြစ်သူကတော့မဖြစ်နိုင်ကြောင်းပြောမလို့အလုံးမှာပဲဆက်ထိမခံတဲ့ error ကတော့တကယ်လို့တိုက်တန်တွေကဒီတိုင်းတွေကိုကြော်ပြီးတော့တက်လာခဲ့ရင်ဘလို့တိုက်ခိုက်မှလဲဆိုပြီးတော့အော်ပြောလိုက်ပါ යි ။အဲ့ဒီအချိန်မှာပဲ Harness ရဲ့တငယ်ချင်းတယောက်ကထလာခဲ့ပြီးတော့တိုက်တန်တွေကြော်ပြီးတော့ဝင်လာခဲ့ရင်ငါတို့တွေမရရအောင်တိုက်ခိုက်မှဖြစ်ကြောင်းနဲ့အခုလိုမျိုးငင်းကျနေတာဟာနှစ်ပေါင်း100ကျော်ပြီးဖြစ်တာကြောင့်စိတ်ချလက်ချနေဖို့အတွက် error ကိုပြောလိုက်ပါ යි ။ error ကတော့သူ့အဖေရဲကမှားထားတဲ့အတိုင်းတတိလက်လွတ်နေတာကအန်ရရှိကြောင်းပြောလိုက်ပါ යි ။အဲ့တော့မှ error ကဒေါက်တာရဲကရဲ့တာမှန်တည်သွားခဲ့ပြီးတော့သူ့ဖေကဒီမျိုးမှာကက်ယောဂဖြစ်တော့ကဲဘူးကြောင်းပြောပြီးတော့ဒီမျိုးပေါ်မှာသူ့ရဲ့ကျေးဇူးတွေရှိကြောင်းပြောလိုက်ပါ යි ။ဒါပေမဲ့အခုကိစ္စကိုတော့သူ့အနေနဲ့စိတ်ပူစရာမလိုကြောင်းပါထည့်ပြောလိုက်ပါ යි ။ဟာနက်စ်ကတော့တခါတလေတိုင်းကိုတက်ပြင်းနေတော့အပြင်ဘက်မှာတိုက်တန်တွေလမ်းလျှောက်နေတာကိုမြင်ဘူးကြောင်းပြောလိုက်ပြီးတော့သူတို့အနေနဲ့မီတာ90လောက်မြင်းတဲ့တိုင်းကိုကြော်ပြီးတော့တက်လာနိုင်စရာအကြောင်းကိုမရှိကြောင်းအရန်ကိုပြောပြလိုက်ပါ යි ။ခေါင်းမာတဲ့အရန်ကတော့ဘာပဲပြောဦးလေးတို့အနေနဲ့ပြင်ဆင်ထားတဲ့အကြောင်းကိုပြောလိုက်ပြီးတော့အဲ့ဒီလိုမှမလုံးနိုင်ရင်ကိုမျိုးဆောင်တက်သားတယောက်ဖြစ်မတတ်မှတ်တော့ဖို့ပါပြောလိုက်ပါ යි ။ဟာနက်စ်ကတော့သဘောကျစွာနဲ့ရင်မောလိုက်ပြီးတော့ငါတို့တွေအကုန်တိုက်ခိုက်နေရရင်အချိန်တွေကအရန်ကိုစိုးဝါနေလို့ဖြစ်ပြီးတော့မျိုးတွေကသူတွေကငါတို့တွေကိုအလုံးမရှိကိုင်းမရှိစံကုန်မြေလေးတွေလို့ခေါ်နေတွေ့ရတော့အားလုံးအန်ရဲ့ကင်းရှင်းကြောင်းကိုပြောပြလိုက်ပါ යි ။အရန်ကတော့မျိုးထဲမှာဘေးကေနဲ့နေနိုင်တာမှန်ပေမဲ့လည်းနွားကြံတဲ့ကနွားတွေဘဝနဲ့ဘာမှမထူးဘူးလို့ပြောလိုက်တာကြောင့်ဗန်နက်စ်ရဲ့တငယ်ချင်းတွေကလည်းဝိုင်းရက်နေခဲ့ကြပါ යි ။ဟာနက်စ်ရဲ့တငယ်ချင်းတွေကလည်းသူတို့ကိုလှောင်ရင်နေခဲ့ကြတာကြောင့်အရန်နဲ့မီဂါဆာကလည်းထွက်လာခဲ့လိုက်ပါ යි ။ဦးလေးဖြစ်သူဟာနက်စ်ကတော့အရန်တယောက်မျိုးဆောင်တက်ကိုဝင်ဖို့ကြံစီနေတာလားဆိုပြီးတော့တန်တရားဝင်သွားခဲ့ပါ යි ။လမ်းမှာတော့မီဂါဆာအရန်ကိုမျိုးဆောင်တက်ထဲကိုဝင်ဖို့အတွက်မစင်စားတင်တော့ကြောင်းကိုပြောလိုက်ပါ යි ။နောက်တော့မျိုးတွေကနေပြီးတော့ခေါင်းလောင်းထိုးတန်ကိုကြားလိုက်ရပြီးတော့မျိုးရဲ့အရှိတကားကနေပြီးတော့ဖွင့်ထားတဲ့အတွက်ဒါကဒရိုင်းပြင်ဘက်ကိုထွက်သွားတဲ့ကင်းတောက်ဖွဲ့ဖြစ်လာတာဖြစ်ကြောင်းကိုပြောကတွားကြည့်ဖို့အတွက်မီဂါဆာကိုအဖော်ညှိလိုက်ပါ යි ။ကင်းတောက်တက်ရောက်လာတဲ့အချိန်မှာတော့ခေါင်းဆောင်ဖြစ်သူကိုယ်တိုင်ကလည်းမျက်နှာမကောင်းဖြစ်နေတာကိုတွေးလိုက်ရပြီးတော့မျိုးတွေကထွက်သွားတဲ့သူအများစုကလည်းပြန်မရောက်လာခဲ့ကြသလိုပြန်ရောက်လာသူအများစုဟာလည်းဒဏ်ရာနာတရားတွေဖြစ်နေကြတာကိုပါတွေးလိုက်ရပါ යි ။နောက်တော့အဖွားတို့တယောက်ကသူ့သားတယောက်ပါပြန်မပါလာတော့တဲ့အတွက်ကိုမှဝမ်းနဲ့ပက်လက်ဖြစ်နေတာကိုပါတွေးလိုက်ရပါ යි ။အဲဒါကြောင့်ခေါင်းဆောင်ဖြစ်သူကအဖွားအုပ်ကိုတောင်းပန်လိုက်ပြီးတော့ကင်းတောက်ဖွဲ့နေနဲ့ဒီလောက်တက်တွေဆုံးရှုံးနေခဲ့ရတာတော့မှတိုက်တန်တွေရဲ့အကြောင်းတွေကိုတိမလာခဲ့ဘူးလို့ဆိုကဝမ်းနဲ့ပက်လက်အော်ပြောနေခဲ့ပါ යි ။မျိုးထဲမှာရှိတဲ့သူတွေကတော့ကင်းထောက်ဖွဲ့ကိုကြည့်ကဝမ်းနဲ့နေခဲ့ကြပေမဲ့လည်းလူတယောက်ကငါတို့ပေးရတဲ့အခွန်တွေကိုယူပြီးတော့ဘာမှအတုံးချအောင်လို့မလုပ်နိုင်ဘူးလို့ပြောလိုက်တာကြောင့်အရန်ကအဲ့ဒီလူရဲ့ခေါင်းကိုထုံးနဲ့ရိုက်လိုက်ပါတော့တယ်။မီဂါဆာကတော့အရန်ကိုဆွဲခေါ်လာခဲ့တဲ့အတွက်အရန်တယောက်ကအဖိုးကြီးရန်ကနေပြီးတော့လွတ်သွားခဲ့ပါ යි ။နောက်တော့အရန်တို့အိမ်ကိုပြန်လာခဲ့ကြပြီးတော့အရန်ရဲ့အမေဖြစ်သူကတော့ချက်ပြုတ်နေခဲ့ပါ යි ။ခဏကြာမှတော့နေလေစာစားနေခဲ့ကြပြီးတော့အရန်ရဲ့အဖေဖြစ်သူကစေကူဘိုတက်ခီးသွားရမှာကိုဖြစ်တာကြောင့်2ရက်လောက်ကြာမှဖြစ်ကြောင်းကိုအရန်ကိုပြောပြနေခဲ့ပါ යි ။နောက်တော့မီဂါဆာကအရန်တယောက်ကင်းတော့တက်ထဲကိုဝင်ဖို့စူးစမ်းနေကြောင်းထမင်းစားဝိုင်းမှာပြောလိုက်ပါ යි ။အဲဒါကြောင့်အရန်ရဲ့အမေဖြစ်သူကလည်းစိတ်ပူသွားခဲ့ပြီးတော့အဲ့ဒီကင်းထောက်ဖွဲမှာကလူတွေများပြားတည်ထားတာကြောင့်ပြောလိုက်ပေမဲ့လေအရန်ကတော့သူ့တိုင်းအပြင်ဘက်ကိုထွက်ချင်ချောင်းကိုပါပြောလိုက်ပါ යි ။အရန်ဖေဖြစ်သူကဘာကြောင့်တိုင်းရဲ့အပြင်ဘက်ကိုတွားချင်တာလဲဆိုပြီးတော့မေးလိုက်တော့အပြင်ဘက်မှာဘာလို့ရှိမလဲသိချင်လို့ဖြစ်ပြီးတော့ကင်းထောက်တက်ထဲကိုဝင်မဲ့သူမရှိရင်အခုချိန်ထိအသက်ပေးခဲ့တဲ့သူတွေအတွက်မတရားရရောက်ကြောင်းကိုပြောလိုက်ပါ යි
အေရန်ရဲ့အဖေဖြစ်သူကတော့ဘာတခုမှပြန်မပြောခဲ့ပဲနဲ့တင်မောထွက်တော့မှဖြစ်တာကြောင့်သွားချိန်တန်ပြီလို့ဆိုကထသွားခဲ့ပါရီနောက်တော့မိမဖြစ်သူကိုနှုတ်ဆက်လိုက်ပြီးတော့လူတယောက်ရဲ့တိကျင်စိတ်ကိုစကလုံးနဲ့တားလို့မရကြောင်းပြောလိုက်ပြီးတော့အေရန်ကိုအဖေပြန်လာရင်မြေရောက်ထက်ကလှုပ်ဝက်ပစ္စည်းတစ်ခုကိုပြမယ်ဆိုပြီးတော့ပြောပြီးတော့ထွက်လာခဲ့လိုက်ပါရီလမ်းပေါ်မှာတော့အေရန်တို့ရဲ့တငယ်ချင်းဖြစ်သူအာမင်ကိုကောင်းလေး၃ယောက်ကအနိုင်ကျင့်နေခဲ့ပါရီအဲ့ဒီချိန်မှာပဲအေရန်ကလည်းအပြေးလွှားလာခဲ့ပေမဲ့လည်းမိကာစာရောက်လာတဲ့အချိန်ကျမှကောင်းလေး၃ယောက်ကလည်းထွက်ပြေးသွားခဲ့ပါရီတနေ့ကျရင်လူသားတွေကကဘာကြီးတစ်ခုလုံးကိုခြေဆက်နိုင်တယ်လို့ပြောမိတဲ့အတွက်သူတို့တွေးခေါ်သမားကြီးဆိုပြီးတော့လှောင်ပြောင်ကသူ့ကိုနိုင်ကျင့်နေကြတာဖြစ်ကြောင်းအာမင်ကအေရန်နဲ့မိကာစာကိုပြောပြနေခဲ့ပါရင်အေရန်ကတော့စိတ်တူတူနဲ့ပဲဘာလို့လူတွေကတတိုင်းပြစ်ဘက်ကိုထွက်ရမှာအဲ့ဒီလောက်တောင်ကြောက်နေကြတာလဲဆိုပြီးတော့ပြောလိုက်ပါရင်မိကာစာကတော့လူသားတွေအနေနဲ့တတိုင်းထဲမှာပဲအေးချမ်းချမ်းနေလာတာဟာနှစ်တရာလောက်ရှိပြီဖြစ်ပြီးတော့တကယ်လို့အပြင်ထွက်သွားခဲ့ရင်သူတို့အတွက်အန်နီရကိုဖိတ်ခေါ်တယ်လို့ဖြစ်မှာကိုစိုးရကြောင်းစိုးရိမ်နေကြတာပဲဖြစ်ကြောင်းပြောလိုက်ပါရင်အဲ့ဒါကြောင့်ပဲတော်ဝင်ဆိုရကအပြင်ထွက်မယ်ဆိုတဲ့အကြောင်းကိုပါပြောလို့မရတာကြောင့်တားမြစ်ထားကြောင်းပြောပြနေခဲ့ပါရင်နောက်တော့မြို့ထဲမှာတွာလာနေကြတဲ့သူတွေကိုကြီးလိုက်ရင်လည်းတတိုင်းထဲမှာနေုံနဲ့တသက်လုံးဘေးကင်းပြီလို့ထင်နေကြတဲ့သူတွေကအများကြီးရှိကြောင်းကိုပါပြောလိုက်ပါဒါပေမဲ့အာမင်ကတော့နှစ်တရာလုံးမကြိုးပေါက်ဘူးဆိုပေမဲ့လည်းအဲ့ဒီတတိုင်းကဒီနေ့မကြိုးပေါက်နိုင်ဘူးလို့မပြောနိုင်ကြောင်းပြောနေချိန်မှာပဲမိုးချိန်တဲ့အကျဲကြီးကိုပါကြားလိုက်ရပါတယ်။အဲဒါကြောင့်မြို့ထဲမှာရှိနေကြတဲ့သူတွေကလည်းကြောက်လန့်သွားခဲ့ရတယ်လို့တချို့သူတွေကလည်းတတိုင်းအပြင်ဘက်ကိုကြည့်တာကောင်းကင်ဘော်ကနေပြီးတော့တခုခုကြားလာကြောင်းကိုပြောနေတန်တွေကိုလည်းကြားနေခဲ့ရပါတယ်။မြို့ထဲမှာရှိတဲ့သူတွေကတတိုင်းအပြင်ဘက်ကိုငေးကြည့်နေကြပြီးတော့အေရန်တို့ကလည်းဘာဖြစ်နေတာလဲဆိုပြီးတော့မေးလိုက်ချိန်မှာပဲတိုက်တန်တကောင်ကမြို့တကားကိုဖျက်ဆီးနေတာကိုတွေ့လိုက်ရပါတယ်။အာမင်ကတော့တတိုင်းကမီတာ90လောက်ကိုမြင့်တာကြောင့်မဖြစ်နိုင်ဘူးလို့အံ့အသင့်စွာနဲ့ပြောလိုက်ပါတယ်။မကြခင်မှာပဲတိုက်တဲ့အကြီးတစ်ကောင်ကတကားကိုဖျက်ဆီးလိုက်တာကြောင့်လူတွေကလည်းနှွတ်ထွက်သွားခဲ့တယ်လို့တတိုင်းသားမှာရှိတဲ့အိမ်တွေကလည်းပျက်စီးသွားခဲ့ရပါတယ်။အဲဒါကြောင့်တတိုင်းကိုဖျက်ဆီးလိုက်တဲ့တိုက်တဲ့အကောင်ကြီးအပဝင်နောက်ထပ်တိုက်တန်တွေကပါမြို့ထဲကိုရောက်လာခဲ့ကြပါတယ်။အဲဒါကြောင့်မြို့တွေကလူတွေကလည်းကြောက်လန့်တကြားနဲ့ပြေးလွှားနေခဲ့ကြပြီးတော့အာမင်ကတော့ဒီနေရာကနေပြီးတော့အမြဲဆုံးထွက်သွားဖို့ပြောနေတော့မှပဲအေရန်ကတော့သူ့အိမ်ကတိုက်တန်တွေဝင်လာတဲ့ဘက်မှာရှိနေခဲ့တာကြောင့်အမေဖြစ်သူကိုစိတ်ပူသွားခဲ့ပြီးတော့သူ့အိမ်စီကိုသာအပြေးလွှားသွားနေခဲ့ပါတယ်။လက်တစ်လျှောက်မှာတော့တတိုင်းကလွှင်းစင်သွားတဲ့ကြောက်တုံးတွေပြီးပြီးတော့တေဆုံးနေတဲ့လူတွေကိုအများပြားတွေးလိုက်ရတဲ့အတွက်အေရန်ကတော့သူ့အိမ်ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းကမီကာစာနဲ့အတူပြေးလာခဲ့ကြပါတယ်။အေရန်ရဲ့အိမ်ကတော့တတိုင်းနဲ့ကဲ့ရဲ့ဖြစ်နေတဲ့အတွက်တတိုင်းပျက်စီးခံလိုက်ရတဲ့ချိန်မှာပဲအိမ်ကလည်းပြိုကျကတစားစီပျက်စီးသွားခဲ့ရပါတယ်။အေရန်ကတော့ပျက်စီးနေတဲ့သူ့အိမ်စီကိုရောက်သွားတဲ့ချိန်မှာတော့အပျက်စီးတွေကြားထဲမှာပိတ်မိနေတဲ့သူ့ရဲ့အမေကိုတွေ့သွားခဲ့ပါတယ်။အေရန်ကမီကာစာနဲ့အတူသူ့အမေဖြစ်သူအပေါ်မှာပေးနေတဲ့အပျက်စီးတွေကိုဖယ်ကအမေဖြစ်သူကိုကဲဖို့စ조사ခဲ့ပေမဲ့လည်းအဲ့ဒီချိန်မှာပဲတိုက်တန်တကောင်ကသူတို့စီကိုတက်တက်ကြီးဦးတီလာနေတာကိုပါတွေ့လိုက်ရပါတယ်။အေရန်ကတော့မီကာစာကိုမြန်မြန်လှုပ်ဖို့ပြောလိုက်ပေမဲ့လည်းအမေဖြစ်သူကတော့မီကာစာကိုခေါ်ကထွက်ပြေးဖို့ပြောနေခဲ့ပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့ခြေထောက်ကတစ်တုံးပြပြီးတော့ကျိုးသွားတာကြောင့်ဒီရောက်ကနေပြီးတော့ထွက်လို့ရရင်တော့မှပြေးလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အေရန်ကတော့အဲ့ဒါဆိုရင်သူကိုယ်တိုင်ထမ်းပြီးတော့ပြေးမှဖြစ်ကြောင်းပြောလိုက်တော့အမေဖြစ်သူကဒီတခါတော့သူ့ရဲ့စကားကိုနားဆုံးအကျင့်ဖြစ်ဖြစ်နားထောင်ပြီးတော့ထွက်သွားဖို့ကိုပါပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Harness ရောက်လာပြီးတော့ဒီတိုက်တန်တကောင်ကိုတက်ပြီးတော့ကလေးတွေနဲ့အမေကိုရအောင်ကဲမဲဆိုကသူ့ရဲ့ဘတ်စုံတိုက်ခိုင်းနိုင်တဲ့3D လက်နက်နဲ့တူသူတို့စီကိုချန်ကပ်လာနေတဲ့တိုက်တန်ကောင်စီကိုပြေးဝင်သွားခဲ့ပါတော့။အေရန်ရဲ့အမေကလည်းတားနေခဲ့ပေမဲ့လည်း Harness ကတော့ဒီမိသားစုပေါ်ရဲ့ကျေးဇူးအကျွေးတွေကိုဆက်ရမယ်လို့ပြောကအာတင်လိုက်ပေမဲ့လည်းတိုက်တန်ကောင်နားကိုရောက်ချိန်မှာတော့တိုက်တန်ကောင်ကြီးကိုမြင်ပြီးတော့တင်းထားသမျှအားတွေကလည်းရောကျသွားခဲ့ပါရင်အဲဒါကြောင့်သူ့ရဲ့လက်နက်ကိုတင်းကအေရန်တို့စီကိုပြန်လှည့်လာခဲ့ပြီးတော့အေရန်နဲ့မီကာဆာကိုခေါ်ပြီးတော့ထွက်ပြေးသွားခဲ့ပါရင်အေရန်ရဲ့မိကတော့အပျက်စီးတွေအောက်ကနေပဲတားတို့တွေအသက်ရှင်အောင်စ조사နေကြဖို့ကိုမှားနေခဲ့ပါရင်အေရန်ကတော့သူငငယ်ကအမေဖြစ်သူကသူ့ကိုဂယိုဆိုင်ခဲ့တဲ့ပုံတွေကိုပြန်လည်တတိယနေမိခဲ့ပါရင်နောက်တော့တိုက်တန်တကောင်ကအေရန်အမေကိုအပျက်စီးဂျာရက်ကနေဆွဲထုတ်လိုက်ပြီးတော့ခေါင်းကိုဆွဲဖြုတ်ကဝါးစားနေတာကိုအေရန်တယောက်ကဘာမှမတက်နိုင်ပဲနဲ့နာကြီးဒေါသထွက်စာနဲ့ငေးကြီးနေရင်းနဲ့ပဲအတန်အောင်တိုက်တန်ဇလန်တွဲရဲ့အပိုင်းတွေကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ရပါတယ်။နောက်ထပ်အပိုင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးပြုလုပ်ပေးခဲ့ကြပါဦးနော်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြရအောင်လားဗျာ။